လောက်ပဲချောချောဘလောက်ပဲလှလှဘဝတစ်ခုကဘလောက်ပဲပြည့်စုံနောက်ဆုံးပိတ်ကြတဲ့အခါကျတော့အားလုံးဘာမှမကြံတော့တဲ့ဒုက္ခနဲ့ပဲဆုံးသတ်ရတယ်။အိုခြင်းနဲ့ပဲဆုံးသတ်ရတယ်။နာခြင်းနဲ့ပဲဆုံးသတ်ရတယ်။သိခြင်းနဲ့ပဲဆုံးသတ်ရတယ်။မြတ်စွာဘုရားကိုတော်တိုင်နဲ့သရဓမ္မတုတ်ဆိုတာရှိတယ်။ရှင်အာနန္ဒာဒီမိဂရမာတုပါတာရပြတ်တမှာမြတ်စွာဘုရားကညနေနေမဝင်ခင်အနောက်ကနေလေးထိုးနေတဲ့အချိန်မြတ်စွာဘုရားကအရှိပဲလှည့်ပြီးတော့ထိုင်တော့နောက်ကျောကသင်္ကန်းလေးကအောက်ကိုလည်းရောကျရှင်အာနန္ဒာကနောက်ကကျောလေးကိုနောက်ကျောနားမှာထိုင်ရင်ကနေပြီးတော့ပြုစုနေတာနဲ့တူတယ်အဲ့ဒီအချိန်မှာရှင်အာနန္ဒာကမြတ်စွာဘုရားရဲ့နေရောင်ထဲမှာပေါ်နေတဲ့ကြောကုန်းလေးကိုကြည့်ပြီးတော့အသက်အရွယ်က80လောက်ရှိသွားပြီလေအဲ့ဒီအချိန်မှာရှင်အာနန္ဒာလည်းအသက်80ပြောမယ်ဆိုလို့ရှိရင်ဘုန်းကြီးအိုကြီးနှစ်ပါးလို့ပြောလို့ရမှာပေါ့နော်အဲ့ဒီလေးမှာကြောလေးပေါ်ပြီးတော့ထိုင်းနေတဲ့အချိန်လေးမှာရှင်အာနန္ဒာကနောက်ကနေဘာလျှောက်တော့ရှင်ဘုရားတဲ့အင်မတန်မှပြည့်စုံတဲ့မြတ်စွာဘုရားရဲ့အပယ်ဟောဒီခန္ဓာကိုယ်ကြီးမှာတော့ဒီမှာအရေးကလေးတွေတွန့်လာခါးလေးကလည်းနည်းနည်းကိုင်းလာတယ်သက်80ဟုတ်တယ်ခါးလေးကလည်းကိုင်းလာတယ်ဗျာဒီစက္ကုံတရေသောတိန်တရေကနေနေရေဇီဝိန်တရေဆိုတဲ့ကာယိန်တရေဆိုတဲ့ဒီအိန်တရေတွေကလည်းပဲမျက်စိနန္တာတရားကိုဆိုတာတွေကလည်းနည်းနည်းလေးပုံလေးတွေပြောင်းလာတယ်ပေါ့ဟောက်ပြန်လာတယ်မြတ်စွာဘုရားကအဲ့လိုရှောက်ထူးခြားချက်ကလေးတွေတွေ့လာရတယ်ပေါ့အရေးကလေးတွေကြော့နေတာတွေတွေ့ရတယ်ဆိုမြတ်စွာဘုရားကခေါဏပြောတာမိတ်အေးတဲ့နုပြုံမှုအားလုံးမှာပုံမင်းမှုဆိုတာလာပါပဲကျမ်းမာမှုဆိုတဲ့အဲမှာလည်းပဲမကျမ်းမာမှုဆိုတဲ့တရားတွေတရားလာမှာပဲအသက်ရှင်ခြင်းဆိုတဲ့အဲမှာလည်းပဲသိဆုံးခြင်းဆိုတာလာမှာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားတကယ်ကိုရောမြတ်ကဟောတဲ့ခါထာလေးတစ်ပုဒ်အမတ္တမခါထာလေးနှစ်ပုဒ်အလွန်တခါမှတ်သားစရာကောင်းတစ်ခုနော်မြတ်စွာဘုရားကိုယ်တိုင်စရာကိုကျင်းဝါပြီးတော့ပြောတဲ့ဂါထာလေးကဒီတန်ဇံမိစရေအထုတဘောကတော့ဟေးကိုမင်းညင်ရောခြင်းမင်းဟာအလွန်ရင်ယွန်စရာကောင်းတယ်ဒီတန်ဇံမိဇံမိစရေဆိုတာသိယုံမှတဲ့အိုခြင်းတရားတဲ့မြတ်စွာဘုရားသိယုံမှလာတဲ့အိုခြင်းတရားမင်းဟာအလွန်ယွန်စရာကောင်းတာပဲဒုက္ခန္တကရဏီစနေလူကိုရုပ်ပြည့်စင်းနေရဖြစ်အောင်လုပ်တတ်တဲ့ဇာတိတရားတာဝမနောရမံဘိမံစရာယအဘိမတိဒါလောက်လှပချောမောတပ်ပေတဲ့ရုပ်ခန္ဓာကိုယ်ကြီးဘုရားလောင်းရုပ်ခန္ဓာကိုယ်ဆိုတာပါဠိဖြစ်တာသူများတွေနဲ့မတူဘူးဘာပုရိသလက္ခဏာ32ဖြာနဲ့ပြည့်စုံတဲ့ရုပ်ခန္ဓာကိုယ်ကြီးအဲ့ဒါတော့ဘယ်ဘက်ကနေကြည့်အပြည့်နာစာရှာလို့မရတဲ့လူပြုံနေတဲ့အချိန်မှာဘယ်ဘက်ကကြည့်အလုံးကိုတပ်ပယ်လာတဲ့ရုပ်ခန္ဓာကိုယ်ကြီးအခုလိုရုပ်ပြည့်စင်ပြည့်ဖြစ်အောင်လှုပ်သွားတယ်စရာတရားရဲ့တောင်းဖို့နှိမ့်ဆက်မှုပဲစရာတရားကိုကျင့်ကုန်ပြီးမြတ်စွာဘုရားပြောနောက်ကြတော့ဘုရားကပြောလို့ယောပိဝတ္တတတံစီဝေတောပိမစ္ဆုတိုင်အတ္တတရားရှိတဲ့လူလည်းနောက်ဆုံးတရားတာပါပဲဘာဝရအသက်ရှင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးနာကိဉ္စီပရိဝေစေတိတဗ္ဗဘေဝဝိပတ္တတိတေခြင်းတရားဆိုတာဘယ်သူမှခြံထားမှာမဟုတ်ဘူးတဲ့တေခြင်းတရားဆိုတာဘယ်သူမှခြံထားဘူးအလုံးလိုပဲလွှမ်းမိုးသွားမှာဖြစ်တယ်ဟောရှင်နန္ဒာနဲ့ညီနောင်နှစ်ပါးအိုမင်းရင်ရောချင်းအသက်80အရွယ်မှာမိမိတို့ရဲ့ဘဝသင်္ကန်းစာယူပြီးဘုန်းကြီးတို့တွေကတန်ဝေကဖြစ်เสียမှတ်ကြ